မေမဝဝဝလာမြဲပါမြဲလူပြိုစဲဝအမေဆိုမပေါ့ရွှေမြမမြတ်အမေကိုကြည့်ပြီးတော့လေယောဂီယံဝတ်စုံလေးဆင်မြန်းထားတဲ့အမေလှလိုက်တာမေရဲ့မျက်စိနှခွန်းအလင်းမရပေမဲ့လို့လောကကြီးတွေကအလှပတွေကိုအမေမမြင်ရပေမဲ့လို့အမေရဲ့အလှတခုတွေကိုမြင်ရတဲ့သမီးကြည်နပ်ပါဘကောကြည်နူးပါဘကောမေရဲ့မေတဏ္ဍခါကြီးကျဲလေးပါဝသင်ယောဂီယံဝတ်စုံလေးယောဂီယံတပတ်လေးပခုံးပေါ်သင်ပြီးတော့အမေအများတကားတွေရာဇကြိုမြို့သူမြို့သားတွေဘုရားကျောင်းတော်သွားပြီးတော့တရားဓမ္မတွေနာကြနေပြီမေရဲ့ကျောင်းသွားတော့တရားနာကြစို့ဘုရားကျောင်းသွားပြီးတရားနာကြစို့ဟင်သမီးမလုပ်ပါနဲ့သမီးရဲ့မလုပ်ပါနဲ့အမေကလေမျက်စိနှကွန်းအလင်းမရဘူးလေငါသမီးရဲ့ငါသမီးကလေအမေကိုလေမျက်စိနှကွန်းအလင်းမရတဲ့အမေကိုလက်ကတွဲပဲပြီးတော့ဆွဲပြီးတော့တွားမယ်ဆိုရင်ရွှေမြမမြတ်ပတ်ဝန်းကျင်ကငါသမီးကိုကဲ့ရမှာပေါ့မျက်မြင်ဟိုမာကြီးရဲ့သမီးမျက်မြင်ဟိုမာကြီးရဲ့သမီးဆိုပြီးတော့ငါသမီးအရှက်ရကြီးတည်းမလုပ်ပါနဲ့သမီးရဲ့အမေအိမ်မှာပဲနေပါရစေတော့ငါသမီးလေးဂုံငယ်လေးငါသမီးလေးအရှက်တကွဲကျိုးနေဖြစ်လိမ့်မယ်အမေအတွက်နဲ့ငါသမီးဂုံငယ်လိမ့်မယ်တဲ့ရွှေမြမမြတ်မတူရဲ့မေတ္တာဒါကိုမောင်တို့မဲတို့ညီတို့ညီမတို့အကိုတို့မတို့ဒါလေးသိဖို့မလိုဘူးလားထာကမိဘမေတ္တာဟိအမေကလေးဝတ်ကောင်းစားလာတွေမဝတ်နိုင်ဘူးမျက်စိနှကွန်းအလင်းမရလို့မို့လို့ငါသမီးလေးလူတကာချမ်းမှာအမေလက်ကိုဆွဲပြီးသွားရင်ငါသမီးကိုဟိုလူကမေးတို့ဒီလူကမေးတို့နဲ့ငါသမီးဂုံငယ်ရပါလိမ့်မယ်သမီးရဲ့ဂုံငယ်ရပါလိမ့်မယ်သမီးရဲ့ဘယ်လိုပြောလိုက်တာလဲအမေရဲ့အမေကိုသွဲပြီးတော့ဟဲ့ဒီလောကသခွန်းနဲ့မဟုတ်ဘူးစัจ java လာသခွန်းတော်သမီးရှောင်ရဲတဲ့အမေရှိလျင်လားရွှေမရှိခြင်းနေစေအောင်တော့ရွှေမြမမြတ်အမေရှိမဲ့ဆိုလို့ရှိရင်ရွှေတွေငွေတွေမရှိတောင်မှရတယ်တဲ့ဇန္တိကာရဲ့ခံယူချက်မတုခံယူချက်အဲ့ဒါနဲ့တော်ကောင်းကြီးပြောကြဆိုတော်ကောင်းကြီးအမေဘာမှမပူနဲ့သမီးအတွက်အမေရှိရင်ရဟောဆိုပြီးတော့လေသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကအမေရဲ့လက်ကိုဆွဲမေရဲ့အမေကိုစင်ထားတာကအပေါ်ကအင်ကြီးပြူလေးမေရဲ့အောက်ကလုံးကြီးလေးကအညိုလေးမေရဲ့ပကုံးလေးပေါ်မှာယောဂီတစ်ပတ်လေးသင်လို့မေရဲ့ပါပေါ်မှာတဏ္ဍခရည်ကျင်လေးသင်ထားတာလှလိုက်တာမေရဲ့လှလိုက်တာမေရဲ့ငါသမီးကအမေကိုမြောက်ပြောနေတာမဟုတ်ပါဘူးမေရဲ့သမီးရင်နဲ့ရှိတဲ့အတိုင်းပြောတာတလောကလုံးအမေတီသားလည်းရင်အလှဆုံးသမီးမျက်လုံးထဲမှာအမေတီသားလည်းရင်သမီးဘဝအမေတီသားလည်းရင်အလှဆုံးလို့လောကကြီးကိုကစောင်းတင်ပြီးကြေညာပြောရမယ်ဆိုရင်တောင်ပြောရဲပါတယ်သမီးဘဝမှာအမေတီသားလည်းရင်အလှဆုံးရွှေမြမမယမျက်စိနှကွန်းအလင်းတော့မရဘူးသမီးဘဝမှာမတူတီသားလည်းရင်အလှဆုံးလို့ညီတွေညီမတွေဒီခံယူချက်လေးတို့ရင်ထဲမှာထည့်ထားဖို့မလိုဘူးလားအဲ့ဒါနဲ့စန္တိကတော်ကောင်းကြီးရဲ့မိလက်ကိုဆွဲပြီးကျောင်းတော်ကိုသွားမေဒီနာကကျင်းလေးတွေရှိတယ်ဒီနာကကြောက်လေးတွေရှိတယ်တစ်ဖက်ထိန်ရမယ်နေရာမှာတစ်ဖက်ထိန်နှစ်ဖက်ထိန်ရမယ်နေရာမှာနှစ်ဖက်ထိန်ပြီးတော့ရိတ်မသွားအောင်သိမ့်မသွားအောင်အမေလက်ကိုဆွဲပြီးတော့ဖယားကျောင်းတော်သို့လျှောက်ခဲ့ပြီမှန်လားဟဲ့ရွှေမြမမြတ်လမ်းတစ်လျှောက်မှာလဲပန်းမျိုးတရားဖူးပွန့်ဝေးစီဆိုမှာပေါ့တာရကကြီးငတ်တို့ဒီဆက်လို့ဖြစ်ဆိုနေရသည်မတို့ရဲ့မေတ္တာတွေကိုတော်ကောင်းကြီးမြတ်ကြီးပံပိုးနေတာလဲမေးတော့သားနဲ့သမီးနဲ့အမေနဲ့သမီးရဲ့မေတ္တာကိုတော်ကောင်းကြီးမြတ်ကြီးလမ်းတစ်လျှောက်မှာလဲပန်းမျိုးတရားဖူးပွန့်ဝေးစီဝေလူဝဲကျောင်းသွားတဲ့လမ်းကတော်ကောင်းကြီးမြတ်ကြီးတောလမ်းလေးဆိုတော့တော်ကောင်းကြီးမြတ်ကြီးပန်းနံလေးတွေကသင်ပြီးတော့